ဂျပန်ကိုတက်20ကျော်ကျော်နဲ့ရောက်လာတဲ့လူငယ်တွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော်တော်လေးအမားလောက်တက်ကြတဲ့အရာ၃ခုရှိတယ်။ဘာလဲသိချင်ရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားလိုက်ပါ။ပထမတစ်ခုကတော့လသာတွေရတာနဲ့ lifestyle တွေမြင့်သွားတာ။ဂျပန်ကိုစရောက်ခါစားတော့ကတော့ငါပတ်သက်တွေရှာမယ်ဆိုတဲ့စိတ်နဲ့လာတယ်။ဒါပေမဲ့လသာတွေရလာတဲ့နဲ့ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ။ branded တွေဝယ်ချင်လာတယ်။ latest ဖုန်းတွေကင်ချင်လာတယ်။ travel တွေထွက်ချင်လာတယ်။အဲ့လိုနဲ့တဖြည်းဖြည်းအသုံးစရိတ်ကဝင်ငွေနောက်ကိုလိုက်ပြီးတော့တက်လာတယ်။ပြဿနာကဝင်ငွေတွေတိုးတာတဲ့အသုံးစရိတ်တွေတိုးတာပုံမြန်နေတယ်။ဒါကြောင့်လသာတွေကောင်းနေပေမဲ့လကုန်တိုင်းပတ်သက်မကျန်တာဖြစ်တယ်။ဒုတိယတစ်ခုကတော့ပတ်သက်ကိုစုယုံမဲ့စုပြီးအသုံးမချတတ်တာ။တချို့လူတွေကပတ်သက်ကိုစုထားရင်စိတ်ချရတယ်လို့ထင်ကြတယ်။စုတာမှန်တယ်ဆိုပေမဲ့စုနေုံနဲ့ဘဝကပြောင်းလဲမှုလုံးဝရှိမှာမဟုတ်ဘူး။ language skill တွေ business knowledge တွေ content creation တွေ investment ဒီလိုကိုယ်ပြန်တန်ဖိုးတိုးတက်စေမဲ့ຢာတွေပုံမှာမသုံးတတ်လို့ရှိရင်နောက်10နှစ်ကြာလဲနေရာတစ်ခုတည်းမှာပဲရပ်နေမှာဖြစ်တယ်။တတိယတစ်ခုကတော့ငွေကြေးနောက်လိုက်ရင်ကိုယ့်အနာဂတ်ပျောက်သွားတာ။အခုလက်ရှိမှာဆိုလို့ရှိရင်လုပ်ငန်းစင်ပြေတာမပြေတာကိုနောက်ထားခါဆိုလိုဗီဇာပြောင်းကျင်လာကြတယ်။ဘိုဒီများများရှိတဲ့အလုပ်တွေပတ်သက်ပိုရတဲ့အလုပ်တွေကိုလုပ်ချင်လာကြတယ်။ဒါတွေကိုပဲရွေးနေကြမယ်ဆိုလို့ရှိရင်ဒီနေ့ကိုပြန်ကြည့်လိုက်တော့ skill လည်းမရှိဘူး vision လည်းမရှိဘူးကိုဘာဖြစ်ရှင်ခဲ့လဲဆိုတာကိုတော့မမှတ်မိတော့ပတ်သက်ကရေးကြီးတယ်ဆိုပေမဲ့ပတ်သက်ရှာရင်ကိုဘဝတစ်ခုလုံးကိုပျောက်မသွားသေးဘူး။အဲ့ဒါကြောင့်အသက်20ကျော်ဝန်းကျင်ကနေစပြီးတော့ငွေကြေးကို control မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီနေ့ငွေကြေးကကိုယ့်ကို control လုပ်သွားပါလိမ့်မယ်။အခုကြည့်နေတဲ့လူငယ်တွေထဲမှာရောငွေကြေးကိုဘယ်လိုသုံးချနေလဲဆိုတာကို comment မှာခြားရင်းနိုင်ရေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုခဲ့ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်။